အရင်နေ့ရတော့ပေါ့ဗျာဖူ3ခုနဲ့ကျွန်တော်အလုံးရှုပ်ခဲ့တယ်ဒီနေ့မှာတော့ကျွန်တော် level ဖမ်းမယ်ကျွန်တော် level 928ပဲရှိတယ်ထပ်ဖမ်းဖို့လိုသေးတယ်ဒါကြောင့် let's go bro ကဲကွာရှူမယ်ကွာLet's go bro တို့ yeah level 3ဖမ်းမယ် Let's go.ကဲနောက်ဆုံးတော့ပြီးသွားခဲ့ပြီဒါနောက်တစ်ခါLet's go. Let's go တော့ဖမ်းမယ်ကွာ so easy let's go Wait.လာလိုက်တာကွာမင်းတို့ကလေ Uma noite convocou, talvez senta ou com popô. Uma noite convocou, talvez senta com popô. É vapo no setor, é vapo do vapor. ဟာရှော့မင်းတို့လှုပ်ရဲတယ်ဗောလေငါ့ကိုဟမ်တာယာတဲ့မနက်ခင်းလေးမှာအတစ်တပုတ်ကျွန်တော်စီရောက်လာခဲ့တယ် Like my eyeballs, like a replay. Shawty's like a melody in my head that I can't keep on. Got me singing like na 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 every day's like my eyeballs, like a replay. စိုးတော့မစိုးပါဘူးတခြားသူမဟုတ်ပါဘူးဒီညီလေးကကျွန်တော်ကိုလာပို့ထားတာပါညီလေးလာပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကနည်းနည်းရှည်သွားပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်